အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ယူကိုဝါမြို့ရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ယူကိုဝါမြို့မှာတကယ်အထင်ကြီးနေရာတစ်ခုဖြစ်တဲ့မီနာတိုမီတိုင်းလို့ခေါ်တဲ့နေရာတစ်ခုကိုသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ခဲ့ပေးပါဦးကျွန်တော်အခုကတော့အဲ့ဒီ ferry wheel ရှိတဲ့ဘက်ကိုသွားပါမယ်ကျွန်တော်အခုရှိမှမြင်နေရတဲ့တာဝါကတော့ယိုကိုဟာမာတာဝါပဲဖြစ်ပါတယ်ဒီယိုကိုဟာမာတာဝါက83တက်ရှိပြီးတော့ဂျပန်နိုင်ငံမှာတတိယမြောက်အမြင့်ဆုံးတာဝါဖြစ်ပါတယ်သင်္ဘောကြီးကတော့တကယ်ကိုအကြီးပါရုပ်ရှင်တွေမှာမြင်နေရတဲ့သင်္ဘောကြီးအတိုင်းပါပဲဒီသင်္ဘောကြီးကရွက်အဖက်တွေသာလွှင့်ချလိုက်မယ်ဆိုရင်တော်တော်လှတဲ့သင်္ဘောဖြစ်မယ်ထင်တယ်ယိုကိုဟာမာကကျွန်တော်ဂျပန်မှာကျွန်တော်အကြိုက်ဆုံးမြို့ကြီးတစ်မျိုးဖြစ်ပါတယ်အခုတော့ဒီနေရာကိုကျွန်တော်ရောက်ရှိလာပါပြီအဲ့တော့ကျွန်တော်အခုကတော့ Cosmo Wall လို့ခေါ်တဲ့ကစားကွင်းကိုသွားမယ်ပြီးရင်ဒီ Ferris wheel ရတော့ကျွန်တော်အခုတော့စီးပြမယ်မထင်သေးဘူးပေါ့နော်တယောက်တည်းဆိုတော့ဒီနေ့ကကစားဝင်သွားမယ်ဆိုပေမဲ့ကျွန်တော်တယောက်တည်းဆိုတော့ကစားပြစ်မပြတ်တော့မသိဘူးပေါ့နော်အဲ့တော့ဒါပေမဲ့သွားတော့ကြည့်ပါမယ်ဒီနေရာပြောရမှာဆိုရင်ဒေါင်းတောင်းပုံစံဖြစ်ပြီးတော့ဒီနေရာကယိုကိုဟာမာမြို့မှာအစီကားဆုံးနေရာလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်နဲ့အတူလိုက်ခဲ့ပါအောင်ဒီတင်မောလေးပေါ်မှာလည်း restaurant ပုံစံဖွင့်တာတော်တော်လေးမိုက်ပါတယ်အဲ့ဒီ Ferris wheel ပေါ်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီယိုကိုဟာမာတစ်မျိုးလုံးမြင်ရပါတယ်အခုကတော့ကျွန်တော် Cosmo Wall လို့ခေါ်တဲ့ကစားကွင်းရောက်ရှိပါပြီ။ဒါပေမဲ့ကျွန်တော်ကိုရောက်နေတဲ့နေရာကကစားကွင်းရဲ့အရှေ့ပေါက်ပုံပေါ့နော်။ဘေးပေါက်ဖြစ်နေတော့ကျွန်တော်ဒီမှာအပေါက်တွေ့ပါပြီ။ဒီချက်ဝင်ကြည့်ပါမယ်။ဟိုကတော့ Cosmo Wall လို့ခေါ်တဲ့ကစားကွင်းတွေကိုရောက်ရှိပါပြီ။ဒီမှာတော့ Merry Go Round ရှိပါတယ်။ဒါကတော့ Roller Coaster ဖြစ်ပါတယ်။ဒီနေ့ကဂျာရက်ကြီးဆိုတော့လူကတော့တော်တော်လေးရှင်းတယ်လို့ပြောလို့ရပါတယ်ပုံမှန်ဆိုရင်ဒီကစားကွင်းမှာလူတွေပြည့်ညာပေါ့နော်ဒါပေမဲ့ဒီနေ့မှာလူကတော်တော်ရှင်းပါတယ်တော်တော်ရှင်းတော့တကယ်လို့စီးတရားကြီးစီးမဲ့ဆိုရင်တော့မှအချိန်ကြာကြီးစောင့်နေရမလို့တော့ပေါ့နော်ကျွန်တော်အခုရှင်းမှာမြင်နေရတယ်ပန်းရောင်အဲ့ဒီ roller coaster ကလုံးဝဒီမှာဆိုရင်ယိုကိုဟာမာမှာပြင်မဲ့အကြီးဆုံး roller coaster ပြောလို့ရမှာပေါ့အဲ့ဒီ roller coaster ကဘယ်လိုလဲသူကြီးအောင်တဲ့ကိုထိုင်ပြီးထိုးသွားတဲ့ပုံစံအတိုင်းလုပ်ထားတဲ့ roller coaster ပေါ့ဒီအရှိကဓာကြီးကိုလည်းအရင်ကတော်တော်စီးကျင်ခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့တယောက်တည်းဆိုတော့နည်းနည်းပြင်းနေရပေါ့နော်အဲ့လိုစီးရမှာတော့ဒီယိုကိုဟာမာတိုက်ပုံစံတွေကတိုကျိုကတိုက်ပုံစံတွေကြည့်မှဆိုရင်မတူဘူးပေါ့နော်တမျိုးဆန်းနေရလို့ပြောရမယ်ဂျပန်နိုင်ငံမှာဒီလိုတိုက်ပုံစံတွေမြင်ရပါတော့သူပန်တိတ်မဆန်တဲ့အစာအုပ်ပုံစံတွေတွေ့ရပါတယ်ပြီးတော့ဒီဘက်မှာဆိုအိမ်ရောက်သုံးလေးရှိပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီအနောက်ကဟာကိုစီးရင်ကောင်းလားမစီးရင်ကောင်းလားစဉ်းစားနေရပါတော့တယောက်တည်းဆိုတော့စီးရမှာပြင်းနေဟိုကပင်လယ်နဲ့ကက်ရက်ဆိုတော့လေတွေကတော့တကယ်ကိုလေကောင်းလေတန်းတော့တကယ်ကိုရပြီးတော့တကယ်ကိုမိုက်ပါတယ်ရောင်စုံအဆောက်အဦလေးတွေအကုန်လုံးက game center လေးတွေပါကျွန်တော်အခုလောလောဆယ်ကတော့ဟိုဘက်ကိုအရင်သွားပါပဲကျွန်တော်အဲ့ဒီ roller coaster ကိုပြီးစိတ်ဝင်စားပါလေအခုကတော့ဒါတော့စီးလို့ရတဲ့စီးတရားတွေကိုပြထားတာပါဒီမှာဆိုရင်ကျွန်တော်တို့ဒီ Ferris wheel စီးလို့ရမယ်ပြီးတော့ဒီအရှိမမြင်နေရတဲ့ဒါရေလွှာရှော့ပေါ့နော်ရေလွှာရှော့စီးလို့ရမယ်ပြီးတော့အခုမြင်နေတဲ့ဒီပန်းရောင်လိုင်းတွေက roller coaster ဖြစ်ပါတယ် roller coaster လေးစီးလို့ရပါတယ်ကျွန်တော်
ဒီအရှိမမြင်နေရတာတော့ရေတော့ရှော့ဖြစ်ပါတယ်ကျွန်တော်ဒါတော့မစီးတော့ပါဘူးဒီဆိုမှဆိုလို့ပါစိတ်မကောင်းစွာနဲ့ပဲကျွန်တော်စီးမဲ့လှုပ်ထားတဲ့ diving coaster ကဒီနေ့လေရမ်းပြင်းနေတဲ့အတွက်ကြောင့်စီးလို့မရဘူးလို့ပြောထားပါတယ်ဒီနေ့ကကျွန်တော်စီးချင်တဲ့ roller coaster လည်းစီးလို့မရဘူးဆိုတော့ဒီရောက်နေစားလက်စာနဲ့ပေါ့နော်တခုတော့စီးတော့ပါပဲအဲ့တော့ကျွန်တော်အခုရေးထားတဲ့မြင်နေရတဲ့ VR ဆိုတော့ virtual reality vehicle ကိုစီးပါမယ်သူကြတော့လုံးဝမြင့်မှန်တက်ပြီးတော့တကယ်ကို 5D ပုံစံမျိုးပေါ့နော်အဲ့ဒါကိုစီးကြည့်ပါမယ်ကျွန်တော်အခုကတော့လက်မှတ်လေးရလာပါပြီအဲ့တော့သွားစီးပါမယ်သူကဒုတိယတက်မှာရှိရလို့ပြောပါတယ်အဲ့တော့ဒုတိယတက်ကိုသွားပါမယ်ဒီရောက်ပြီးကနံပါတ်2လို့ရေးထားပါတယ်အဲ့တော့ဒီဘက်မှာဖြစ်ပါမယ်A few moments later ကျွန်တော်အခုလေးနေခုနဒီရောက်ပြီးကိုစီးလို့ပြီးပါပြီလုံးဝတကယ် virtual reality vehicle ဆိုတဲ့အတိုင်းပဲတကယ်အပြင်မှာတကယ် roller coaster စီးနေတဲ့အတိုင်းပဲခံစားရပါတယ်ပြီးတော့ VR မြင့်မှာတက်ပြီးတော့စီးရတာပေါ့နော်အဲ့တော့စသချင်းတော့ဆိုရင်လုံးဝတကယ်မျိုးကြီးပေါ့နော်အခုလိုယူပွားဟိုမျိုးကြီးပေါ့မျိုးကြီးတစ်မျိုးလုံးခြုံပြီးမြင်ရတဲ့ view နဲ့ roller coaster ပေါ့နော်အသချင်းတော့အရန်ကြောက်ဖို့ကောင်းပါတယ်နောက်ပိုင်းမှသာသူကဘယ်လိုလဲဆိုတော့ကာတွန်းနဲ့ဆန်သွားတယ်ကာတွန်းနဲ့ဆန်သွားတဲ့အခါမျိုးလေးမှာဒါတိတ်ကြောက်ဖို့မကောင်းတော့ဘူးသသချင်းမှာတကယ်ကိုတကယ်မျိုးကြီးပေါ်မှာထွန်းဝမ်းပြီးတော့ပေါ့နော်တကယ် roller coaster စီးနေရတဲ့ခံစားချက်မျိုးရပါတယ်တကယ်မိုက်ပါတယ်ဒီကိုအမောက်လာလေလို့ Cosmo ကိုရောက်လာပြီဆိုရင်တော့ဒီကိုရောက်ပြီးစီတီဖို့ recommend ပေးပါတယ်ဆူရှီထူးတဲ့တဲ့လုံးဝကိုဒုတ်ထိုးတွေမြင်နေရပါတယ်ကျွန်တော်အခုအရှိမမြင်နေရတဲ့ Yokohama World Portal လို့ခေါ်တဲ့ supermarket မှာကျွန်တော်နေ့လေးသာထားပါမယ်ကျွန်တော်အခုစားမယ့်ဆိုင်ကဒီအစာအုပ်ရဲ့9လောက်ဟာရှိတာဆိုတော့ကျွန်တော်အခု9လောက်တက်နေပါတယ်9လောက်တက်ပြီးကျွန်တော်ဒီနေ့စားမှာဆိုင်ဇရီယာလို့ခေါ်တဲ့ဆိုင်ပေါ့နော်အဲ့ဆိုင်ကဂျပန်မှာဆိုရင်တော်တော်ဈေးသက်သာတဲ့ဆိုင်ဆိုပြီးတော့နေနေရှိပါတယ်သူကပြီးတော့အဲ့ဒီဆိုင်ကလည်းဂျပန်နိုင်ငံနေရာအနှံ့အပြားမှာရှိပါတယ်ဒီဆိုင်ကတော့ရှာဘူးဟော့ပေါ့တိုင်ဖြစ်ပါတယ်ဆိုင်ပုံစံလေးတွေလောက်ထားတကယ်ကိုမိုက်ပါတယ်လုံးဝယူရိုဘက်ကဆိုင်ပုံစံလေးတွေပေါ့နော်မသိအင်္ဂလန်မှာရှိတဲ့ကော်ဖီတိုင်းလေးတွေပုံစံမျိုးတွေလောက်ထားတယ်အရှိပါပြေးပါပြီကျွန်တော်အခုမြင်ရတဲ့ဆိုင်ဘုတ်အစိမ်းရောင်တွေပါကျွန်တော်ဒီနေ့ကဒီမှာစားကျင်တဲ့အဓိကအကြောင်းရင်းကတော့ steak စားကျင်လို့ပေါ့နော်ဒီမှာ spaghetti လည်းရတယ်ကျွန်တော်ဒီနေ့ကတော့ steak စားပါမယ် steak ကသူကဒီမှာ chicken steak လည်းရှိတယ် beef steak လည်းရှိတယ်တော့ဆိုင်ရောက်ပါပြီဒါကတော့ဆိုင်ပုံစံပါဒါကတော့ menu ပို့လေးပါပီဇာကြီးလည်းရတယ်မနော်ပီဇာကြီးဆိုရင်တော့မှ364 ရန်ပဲရှိပါတယ်ဈေးရန်တက်တာပါဒီမှာ spaghetti ဆိုရင်လုံးဝမျိုးစုံရတယ်ပေါ့နော် penne spaghetti အကုန်မျိုးစုံရပါတယ် green chicken green နဲ့ဒါဆိုတိုးသားပေါ့နော်အခုခေါ်ပါမယ်ကျွန်တော်အခုမှမှာကဒီ spaghetti တားနေပေါ့နော်အသား soft နေပြီးတော့နောက်တစ်ခုကတော့ကျွန်တော် green chicken with vegetable sauce ဆိုတဲ့ဟိုကြက်သားကင်ဝင်မှာပါတော့မယ်ဒီမှာဘာလို့လဲဆိုကျွန်တော်စားချင်တာတကယ် steak စားချင်တာပေါ့နော်ဒါပေမဲ့ဟိုကဒီမှာ steak ရပြီနဲ့အခုကျတော့ဒီမှာက hamburger steak တွေပဲရှိတော့တယ်အဲ့တော့ hamburger steak ကကျွန်တော်မကြိုက်ဘူးဆိုတော့ hamburger steak တော့မစားတော့ဘူးကျွန်တော်ဒီ kumsu ကိုလည်းအရင်ကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ kumsu မှာရယ်ပြီးတော့ကျွန်တော်ဒီ spaghetti မှာထားတယ်နောက်တစ်မျိုးကတော့ကျွန်တော်ဒီ grilled chicken တပတ်ကင်ထားပါတယ်ကိုကတော့မှားထားလေးရောက်ပါပြီဒီမှာ spaghetti ဒီမှာ kumsu ဒီမှာချက်ကင်ပါစားပါတော့မယ်
ချက်သားငင်တော့အရသာရှိပါတယ်ဒါတော့ကွန်ဆူပါသူ့ရတာじゃစိစိမ်လေးနဲ့ပြောင်းမှုဆိုတော့ပြောင်းမှုရတာစိစိမ်လေးနဲ့ရတာအရင်ရှိတယ်ပြီးတော့ကျွန်တော်စပါဂက်တီမြည်ကြည့်ပါမယ်စပါဂက်တီကတော့ရတာအနေတော့ပါပဲဒါပေမဲ့ခုနစတိတ်လောက်တော့မကြိုက်ပါဘူးဆိုတော့စတိတ်ပြန်စားပါမယ်စတိတ်ကတော့တော်တော်ကောင်းတယ်ပြီးတော့ဒီမှာအာလူကြော်ထင်တယ်အတူတော်ရတယ်တကယ်ကျွတ်ကျွတ်မှုမှုလေးနဲ့တကယ်အရသာရှိပါတယ်အပေါ်မှာစမ်းတာဆော့ရတယ်လုံးဝချင်းချင်းလေးနဲ့တကယ်ညီမပါဇက်နဲ့တကယ်အတွင်းလိုက်တဲ့အရသာမျိုးပေါ့နော်တကယ်ချင်းချင်းလေးနဲ့အရသာတကယ်ဖတ်လို့ကောင်းပါတယ်ဒါကတော့အပေါ်တင်ထားတဲ့ vegetable ဆော့ပါဒီကချင်းချင်းလေးနဲ့တကယ်ထားလို့ကောင်းပါတယ်ဆက်ပြီးတော့စားလိုက်ပါဦးကျွန်တော်ကွန်ဆူရဲ့စက်သားကင်ရဲ့စပါဂက်တီရဲ့၃မျိုးမှာတာကို1500ပဲကြပါတယ်ကျွန်တော်အခုစားလို့လည်းပြီးဆိုတော့အောက်ထပ်ပြန်ဆင်းပါတော့မယ်ကျွန်တော်အခုမြင်နေရတဲ့အထက်ကတော့လုံးဝ accessory ရှိတယ်ပြီးတော့ဝယ်စားတွေရှိတယ်ဟို accessory ဆိုလုံးဝအစုံပဲပေါ့နော်လုံးဝထူးထူးခြားခြားပုံစံမျိုးတွေမှာမြင်ရပါတယ်何も考えずに自分だけの幸せを感じるဟုတ်ဒီမီနီတက်မှာတော့ဟာဝိုင်ပုံစံလောက်ထားတဲ့နေရာတစ်ခုရှိရပေါ့နော်အဝေးစားတွေကအစားပြီးတော့ဟာဝိုင်စတိုင်ပေါ့နော်အားလုံးကရှေ့မှာဆိုရင်တစ်ပိန်တစ်ပိန်ရှိပါတယ်မြန်မာပြည်သားဆိုရင်တော့လုံးဝညောင်ပိန်နဲ့တူရပေါ့ဒီနေရာကြီးအရန်လှပါတယ်ဟာဝိုင်ကိုရောက်နေသလိုပါပဲsign decoration လေးတော့တော်တော်လှရနော်မသိရင်တကယ်ဟာဝိုင်ရောက်နေတဲ့အတိုင်းပဲအစာဦးပုံစံတွေအစားလုံးကဂျပန်မဆန်မဲနဲ့နောက်တိုင်းကပ်ချာမျိုးခံစားရတယ်ကျွန်တော်အခုအ
ရှေ့မှာမြင်နေရတဲ့အဆောက်အဦအနီရောင်ကြီးက Rapid Warehouse လို့ခေါ်ပါတယ်သူကအရင်တော့ကတိုးလောင်ရုံတစ်ခုဖြစ်ခဲ့တာပေါ့နော်အခုကတော့ Supermarket တစ်ခုအနေနဲ့အသုံးပြုနေပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီ Rapid Warehouse ကြီးကိုသွားပါမယ်ပန်းတွေကတော့အများကြီးပဲပေါ့နော်လုံးဝအခုချိန်ကຫນွေဦးဆိုတော့ပန်းပွင့်နေရသည်ဆိုတော့ပန်းတွေကတော့နေရာတကာမှာတွေ့ရတယ်ပေါ့နော်ပြီးတော့ယာမရှိတာပါဆိုတာရှိသေးတယ်ယာမရှိတာပန်းကြံဆိုရင်ပန်းတွေဟိုအရန်လှရပေါ့နော်ပြီးရင်အဲ့ဒီဘက်လည်းသွားကြည့်ပါမယ်ဟိုမှာတော့ကျွန်တော်အရှင်းမမြင်နေရတဲ့ Rapid Warehouse တွေကိုဝင်ကြည့်ပါမယ်တကယ်လှပါတယ်နေရာမှာအများနဲ့ event တွေတစ်ခုမဟုတ်တစ်ခုလုပ်လို့ရှိရပေါ့နော်အများနဲ့အစီကားဆုံး event ကိုပြောမှဆိုရင်တော့ Christmas event ကတော့လုံးဝအစီကားဆုံးပဲပေါ့နော်အဲ့အချိန်ဆိုရင်လုံးဝဒီမှာဆိုလူတွေဆိုပြည့်ကျက်ပြီးတော့အရန်လဲလှပါတယ်အခုကတော့ဘာ event မှမရှိပါဘူးအောက်ထပ်မှာအကြောင်းလေးလာရေးအဖွဲ့ထင်တယ်ဒီမှာဒီကလည်းစားတော့ဆိုင်ပေါ့နော်ဒီမှာလည်းစားလို့ရတယ်ညာဘက်တွေဆိုရင်ဒီမှာတင်လာစားရင်းနဲ့ဒီ city view ကျင်နေဆိုအရန်လှမှာဟိုဘက်မှာပင်လယ်ရုပ်မြင်ရပါတယ်ကျွန်တော်အပိုင်းတက်လေးတော့ဒီမှာပဲရက်လိုက်ပါတော့မယ်ဒါဆိုရင်တော့နောက်ပိုင်းမှာပြန်တွေ့မယ်နော်အားလုံးပဲတတား